Wanted 2026မြန်မာဘာသာပြန် action အမြန်အဆန်ဟာတာနဲ့အချစ်ဇလန်အနှဲငယ်ရောဆက်ထားတဲ့ရုပ်ရှင်တွေကိုနှစ်သက်တယ်ဆိုရင် Wanted 2026ဟာတင်မလွတ်တဲ့ရုပ်ရှင်တကားဖြစ်နိုင်ပါတယ်။ ဒါရိုက်တာရှင်ဂျေဟိုရိုက်ကူးထားတဲ့ဒီတောင်ကိုရီးယားရုပ်ရှင်ဟာမျက်နှာတူလူ2ယောက်ဆိုတဲ့ဇလန်အယူအဆကိုအသစ်အဆန်းရဲစရာကောင်းပြီးမမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့တင်ဆက်ထားပါတယ်။ဇလန်ရဲ့အဓိကဇာတ်ကောင်ကတော့ဟိုင်ယွန်ဂျွန်းဖြစ်ပြီးရှင်ဟွန်ဂျွန်းကသရုပ်ဆောင်ထားပါတယ်။ဟိုင်ယွန်ဂျွန်းဇဝတ်သားတွေကြားကအန်ဒီရဲ့များတဲ့လိုက်ဖမ်းမှုတွေကိုရုတ်တရက်ပါဝင်သွားရပါတယ်။ဒီရုပ်ရှင်ရဲ့အထူးစိတ်ဝင်စားစရာကတော့ရှင်ဟွန်ဂျွန်းကဟွန်ဂျွန်းနဲ့ချေအိုဂူ2ယောက်စလုံးကိုနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာပါ။သူ့ရဲ့သရုပ်ဆောင်မှုကဇလန်ကိုပိုပြီးအသက်ဝင်စေသလိုဟာသားနဲ့စိတ်လှုပ်ရှားမှုကိုလည်းပိုမိုကောင်းမွန်စေပါတယ်။ရဲတွေကဘသူကအစ်စ်ဘသူကရာဇဝတ်သားဆိုတာမခွဲနိုင်တော့တဲ့အချိန်မှာအမှန်တကယ်အပြစ်မဲ့တဲ့ဟိုင်ယွန်ဂျွန်းနဲ့ပူးပေါင်းပြီးအမှုကိုစုံစမ်းရတဲ့အခြေအနေတွေဖြစ်လာပါတယ်။အဲဒီကနေရဲစရာကောင်းတဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဇလန်ကကိုရီးယားမှာပဲမရက်ပဲထိုင်ဝမ်အထိဆက်လက်တိုးချဲ့သွားပါတယ်။အဲ့ဒီမှာရန်ဖေးဆိုတဲ့လျှို့ဝှက်ချက်များစွာတင်စီထားတဲ့အရေးပါတဲ့ဇာတ်ကောင်ကို Regina Lee ကသရုပ်ဆောင်ထားပါတယ်။ဒါအပြင် Actress Kim Bang Man ကအတွေ့အကြုံရင်စုံတောက်တစ်ယောက်အဖြစ် Actress Bae Woo Hye ကအမှန်တရားကိုမကြောက်မရွံ့လိုက်လံဖော်ထုတ်တဲ့စုံစမ်းရေးအရာရှိအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးဇလန်ကိုပုံမစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ဇလန်တိုးလာတာနဲ့အမျှအလွဲအချော်တွေပုံမများပြားလာပါတယ်။ရဲတွေကလူ2ယောက်ကိုမခွဲနိုင်သေးသလိုရန်သူတွေကလည်းတဖြည်းဖြည်းနီးကပ်လာပါတယ်။ဟွန်ယွန်ဂျွန်းဟာမမျှော်လင့်ထားတဲ့အန်ဒီရယ်တွေနဲ့ရင်ဆိုင်ရပြီးငင်းချမ်းတဲ့စာဖို့သမားဘဝကနေအသက်လူထွက်ပြေးရတဲ့ဘဝကိုရောက်သွား